တော်တော်ကျန်းနေထင်တယ်နော်ကျွဲလေးဆိုတဲ့လူမိုက်ကြီးတယောက်တည်းကိုပဲသူတို့လောကတွေကအစာမကြီးတဲ့လူမိုက်တွေပေါင်းပြီးဝိုင်းကမလိုက်ကြတဲ့ပုံစံမျိုးလို့တော့ငါတော့ထင်တယ်တချို့တည်းလေးမှာကြတော့ကျွဲလေးကဝင်မှာဓာတ်တယ်ရတယ်ရေထဲကြောက်ကြတေဝါတယ်လို့ပြေးလိုက်တယ်အဲ့ဒီတည်းဟောဖြစ်နိုင်လားငါလည်းအဲ့ဖြေသေးချာသိချင်တယ်ဒီကရေးချင်းတော့သုံးနေတဲ့ကျွဲလေးအလောင်းပြန်ရှာတွေ့ပုံနဲ့မိမိတာဝန်ယူထားတဲ့အပိုင်းနေနေထဲမှာခုလိုမမဲစဲဆန္ဒတွေထပ်မဖြစ်ပုံနဲ့ဒီကျိုးတွေကောင်းပါဟုတ်လားအခုလိုပြည့်စုံလို့ထပ်မဖြစ်ပါဘူးပဲအထက်ကလည်းတိုင်းဒေသကြီးတစ်ခုလုံးနဲ့ကျူးကျော်နေနေအားလုံးမှာရှိလူဆိုးတွေလူမိုက်တွေကိုယ်စုံလူနိုင်ပြည်လေးလေးတွေအားလုံးပါမူကြီးကျိုးတွေတော့လို့စီမံချက်ချမှတ်နေတော့ဒီနေ့ဆွေးနွေးကြတယ်မကြခင်တက်ဆိုင်ရာနေပြည်အားလုံးစီမံချက်တစ်ခုတော့ရောက်လာတော့ကျွန်တော်တို့လည်းအခင်းဖြစ်ပွားနေရပါဝင်တဲ့တရားခံတွေကိုလက်ရဖမ်းဆီးနေပါဆက်လက်ပြီးတော့လည်းဝဲဆက်တရားခံတွေခေါ်ထုတ်ဖမ်းဆီးဖို့ရန်ကုန်ဆောင်ရနေပါကောင်းပါဆက်တော့ပါဟုတ်တယ်ကျွန်တော်ပြောပါဗျာကိုမကချင်းဒီပါသူသေးတယ်ကျွန်တော်စီကိုဘာတစ်ချိန်မှတတ်ဖို့တော့အကျိုးကြောင့်သိရအောင်လို့ကျွန်တော်ဆက်ဆက်လိုက်တာကျွန်တော်လောလောဆယ်တော့ကျွဲလေးရဲ့အလောင်းအကြောင်းတွေ့နေပြီဒါပေမဲ့ကျွန်တော်လူတွေကိုဆရာကြီးဆရာပတ်ဝန်းကျင်နဲ့ကျွဲလေးတရားနဲ့ပြုတ်ကျသွားတဲ့ချောင်းတောင်းလျှောက်ကိုလိုက်လံစုံစမ်းဖို့ပဲကျွန်တော်တို့ထားပါတယ်အဲဒီဘက်မှာလည်းကျွန်တော်ကျွဲလေးရဲ့လက်ရင်းတို့တပည့်အားလုံးရဲ့လှုပ်ရှားမှုကိုလက်ရှိတက်ဆောင်ကြည့်ဖို့အတွက်ကျွန်တော်ပြုတ်ထားပါတယ်ခင်ဗျာခင်ဗျားပြောရဟုတ်နေတာကျောက်တက်ကကြတော့သိကြတယ်လို့သတ်ပြရတယ်ဘုရားကဘာလဲဆိုခါတယ်ဒီလိုရတိတိကျကျတော့ပြောတယ်အားကြောင့်ကျောက်တက်ကဆက်တယ်ဆက်ပြီးတော့တောင်းနေဘူးဆိုတယ်ဟုတ်ကဲ့ပါအားလုံးတရားခံလူနာ